လဲကြခြင်းနဲ့အရန်လည်းမဆန့်ကျင်ဘူးစိုက်လည်းရမ်းကြည့်ကျင်ဘူးဒါဆိုရင်ဘာရှိမလဲဒါဆိုရင်တော့ DM9 လေးတွေက fashion အနေနဲ့လည်းဝတ်လို့အရန်အဆင်ပြေမယ်အရန်လည်းရုပ်ရှင်မနေပဲစိုက်လည်းအရန်ကြည့်ရဲ့နိုင်လေးအကြောင်းကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်နိုင်လေးရဲ့အမျိုးအစားလေးကတော့ DM9505L ပဲဖြစ်ပါရဲ့ရှင်ဒီနိုင်လေးရဲ့ဒိုင်ကွက်ပတ်လည်မှာကြောင်လေးရည်နဲ့စီချဲထားပြီးတော့ square shape တိုင်းဒီဇိုင်းလေးနဲ့နိုင်လေးဖြစ်တဲ့အတွက်ကြောင့် fashion အနေနဲ့ပဲဝတ်မလား daily အနေနဲ့ဝတ်မလားဝတ်တဲ့အနေနဲ့ပဲဝတ်အောင်မလားအားလုံးအတွက်အဆင်ပြေစေမယ့်နိုင်လေးပဲဖြစ်ပါရဲ့ရှင်ဒီနိုင်လေးမှာတော့ကာလာလေးအောင်ထွက်ရှိထားပြီးအယောင်လေးအကုန်လုံးကလည်းခင်းနဲ့အညီမိမိုက်နေစေမယ့်အယောင်လေးဖြစ်တဲ့အတွက်ကြောင့်နိုင်ချစ်သူလေးအတွက်ကြိုက်နေတဲ့ရာအရာကိုအခုပဲသွားပြီးရွေးချယ်ထားလိုက်ကြတော့နော်ဈေးနှုန်းအဖြစ်လဲ2သိန်းကျော်လေးနဲ့ရရှိမှာဖြစ်ပါရဲ့ဒီနိုင်လေးရဲ့တိုင် size ကတော့10 to 8mm ရှိပြီးတော့ case size အနေနဲ့22 to 28mm ရှိပါတယ်။နိုင်ရဲ့ကြိုးလေးကိုတော့ solid steel နဲ့ပြုလုပ်ထားတာဖြစ်ပြီးတော့သူ့ရဲ့ water resistant အနေနဲ့380ရဲ့နောက်ပါရှိပါသေးရဲ့။ fashion နဲ့ကြခြင်းနဲ့အရင်လည်းရွှေ့ရှင်မနေခြင်းဘူး။ size လည်းအရင်ကြည့်ရဲ့နိုင်လေးတစ်လုံးကိုရှာနေရဆိုရင်တော့ဒီနိုင်လေးကလုံးဝကွက်တီပဲနော်။ Dennis Martin ရဲ့နိုင်လေးကိုတော့စက်နဲ့တခဲကို2 year warranty ပေးထားပါတယ်ရှင်။ Dennis Martin ရဲ့ review video လေးတွေကိုဆက်လက်တင်ဆက်ပေးအောင်မှာမလို့ Dennis Martin YouTube channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ကြနဲ့အောင်နော် Dennis Martin sign of profession